ကမြင်ကွင်းများစွာရောင်စုံလူတွေရဲလှရှာမှုတိုင်းမှာမျောလင်းခြင်းများစွာစကားဘောကမြင်ကွင်းများစွာကိုစီကိုငါစိတ်ကူးအိမ်မက်တွေနဲ့ပြန်တန်းကြလာချိုးကတော့ညီညူလောကကြီးကိုအပြစ်တင်ဝေးပါရင်စေလိုက်တလိုက်ပါလားချိုးကတော့ကောင်းပြီကိုချင်းကတရားနဲ့ဘဝကိုရှင်းတန်ရင်နှိုးကြကြိုးစားနေကြလာကြမှာပါတနေ့တော့စေလိုတိုင်းကိုရချင်ကြမှာပဲနေ့ရက်တိုင်းကိုဖြတ်ကျော်သွားနိုင်ဖို့ကစိတ်ကိုအားကိုကောင်းအောင်ဆွမ်းဆောင်ကြပါဝါရဲ့နာရီပိုက်စားငါလည်းတွေ့ရပြီအားလုံးကိုလည်းပဲရမှာတနေ့တော့ဖြစ်ချင်တဲ့ရဖြစ်လာကြမှာပါတနေ့တော့အစေလိုတိုင်းကိုရချင်ကြမှာပဲနေ့ရက်တိုင်းကိုဖြတ်ကျော်သွားနိုင်ဖို့ကစိတ်ကိုအားကိုကောင်းအောင်ဆွမ်းဆောင်ကြပါတွေ့နေရှောင်းဆုံးပဲလူတွေကလှုပ်ရှားရုံကန်ပြီးတော့ပြေးနေကိုလှုပ်ချင်တာတွေလှုပ်ဝရှိလို့ချင်များလမ်းရင်မျောလေးချက်တင်မဲ့လို့ချုံကကမ်းမဲ့မြင်ပါကွာနေရတိုင်းကိုလှပဖို့ဆိုတာကဥရိယကဲကြိုးစားမှမင်းဘဝလိုရာရဟဲ့စိတ်ကိုမြင့်တရမယ်ဟဲ့ဒိုတာကအတိကျပဲကိုစိတ်ကိုစေခိုင်းမှကိုသာရဘူးထိုင်နေတော့ဝါမဘာမဖြစ်အားလုံးပြီးကြတာကပြီးပြီလေနာခဲ့တဲ့အခုချိန်ဟာရေးကြည့်တယ်ဒါလူတိုင်းဖြစ်လာမဲ့တဘောပဲယုံကြည်ချက်နဲ့ဘဝကိုငါရှေ့ဆက်မယ်လေရှေ့ဆက်မယ်လေစကားဘောကမြင်ခွင့်များရောင်စုံလူတွေကြည့်လိုက်တော့မျောလင်းခြင်းများမျက်နှာထမတောက်ပါနဲ့ပြုံးနေတဲ့ဘဝကိုအရှုံးမပေးဘဲမှန်တင်ဟာဝါရဲ့နာရီပိုက်စားငါလည်းတွေ့ရပြီအားလုံးကိုလည်းပဲရမှာဖြစ်လာကြမှာပါတနေ့တော့အစိတ်တိုင်းကိုရချင်ကြမှာပဲနေ့ရက်တိုင်းကိုတက်ကျော်သွားနိုင်ဖို့ကစိတ်ကိုအားကိုကောင်းဆွမ်းဆောင်ကြပါစကားဘောကမြင်ကွင်းများစွာရောင်စုံလူတွေရဲလှရှာမှုတိုင်းမှာမျောလင်းခြင်းများစွာစကားဘောကမြင်ကွင်းများစွာကိုစီကိုငါစိတ်ကိုအိမ်မက်တွေနဲ့ပြန်တန်းကြလာ